ကဲအားကတ်မှာအားကတ်ဆိုတဲ့လူတွေအတွက်ကင်များလိုက်ပြီဒီနားမှာငါဘာလို့ရက်နေရလဲမမေးနဲ့ဟိုမှာဖန်နီတို့ကကျူးကျော်ရေးဌာနကနေဝင်လာလာမင်းကိုစောင့်နေရရော့အမဟောမပါဘဲနဲ့တယောက်တည်းလာပြီးကျူးကျော်နေတာလေခံပေါ့စဝတီခါကျွန်တော်တို့စဝတီခါပါဟဲ့အောင်မင်းမလွတ်ဘူးကွာငါတို့ကအေဒီရှင်ကောင်းရီပေါ်တောင်တက်ပြီးနှစ်သမီးအဖက်900နဲ့နေပလိုက်မှာဟာဟိုမှာစနကြိုးကဝေးမှာလာနေ तू ကတော့စနကြိုးကဝေးမဟုတ်ဘူးတကြိုးဆွဲကဝေးလာပြန်ပြီးနောက်ထပ်တယောက်နင်တို့တွေဘယ်ကနေလာကြလဲကျူးကျော်ရေးဌာနကမြန်လာကြရလားနင်တို့ကိုလိုက်ရှာနေရနင်တို့ဘက်မှာရှိရကိုမရှိဘူးငါတို့ဘက်မှာအကြီးပဲလာကြိုက်တဲ့ကောင်လားရော့အမရော့အကုန်လုံးကျုံးမှာအကုန်လုံးကျုံးမှာအမအကုန်လုံးကျုံးမှာဆိုပြီးငါပြန်ကျုံးခံလိုက်ရတယ်ကျေးဇူးလာနင်ဟာနင်စနကြိုးကဝေးမှာကလို့22ကြိုးကဝေးပဲဖြစ်ဖြစ်လာငါတို့ကစနကြိုးမလို့တချောင်းနဲ့ရတယ်ဟဲ့အောင်နေမင်းတို့ကငါကောင်လေးကိုအနိုင်ကျင့်တာဗောဟုတ်လားရော့မင်းလားကွာမင်းငါကောင်လေးကိုအနိုင်ကျင့်တာမင်းတို့ဗောဟုတ်လားလာအော်နင်တို့က4ယောက်တယောက်ငါ့ကိုအနိုင်ကျင့်နေဗောနင်တို့ကငါကောင်လေးကိုအနိုင်ကျင့်အောင်မကလို့ငါ့ကိုပါလာပြီးအနိုင်ကျင့်တာဗောလာနောက်ထပ်တစ်ကောင်လာလို့ရသေးရဲ့နော်မီနီရဲ့တင်မကောင်နောက်ထပ်တစ်ကောင်မှလာလို့ရတယ်ဩမရှိတော့ဘူးငါလာပြီမင်းတို့မပြေးနဲ့လာဟီးရိုအစ်စ်ကျန်းနေဆိုတော့မင်းလားဘသူမှမကြောက်တဲ့လို့တချောင်းနဲ့ကင်ပြီးပတ်သွားနေရနော်ဓာတ်ကိုပြောတာဓာတ်ဒါနဲ့ဒီဗီဒီယိုလေးကို TikTok ကကြည့်နေရဆိုလို့ရှိရင်တော့ follow လုပ်ခဲ့ပြီးတော့ YouTube ကကြည့်နေရဆိုလို့ရှိရင်တော့ subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တော့စာဝါဒီခါပါ